Hello အားလုံးပဲမင်္ဂလာပါကျွန်တော်အခုဘယ်ကောက်ရောက်နေလို့ကျွန်တော်တကယ်ချင်းဂျိုးပိုင်ရဲ့အိမ်မှာသမင်းလာစားတာပေါ့နော်သူကတော့ဖွယ်ရလုပ်ပေးထားပါတယ်မပြီးတူစရာငါးကြော်ချက်ကြော်ချမောင်ဟေးကျဲဥကြော်သမင်းစားရတော့စလုံးနဲ့ပဲပေါ့နော်အခုညီလေးအောင်လုံးနဲ့အတူတူသမင်းစားမှာဖြစ်ပါတယ်ကျွန်တော်ဒီစားတဲ့ဗီဒီယိုတွေလည်းမိတ် memory page မှာအများကြီးတင်အောင်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့လို့ page ကိုလည်း like ရ share လုပ်ပြီးတော့အားပေးကြပါအောင်ခင်ဗျာအခုတော့ဗိုက်စာနေပြီဆိုတော့စားလိုက်ပါဦးမယ်ကျွန်တော်တို့အခုစားလို့ပြီးတော့ပါပြီအဆင်ပြေလားကျွန်တော်ဒီစားတဲ့ဗီဒီယိုလေးတွေကိုမိတ် memory page မှာအမြဲတမ်းတင်မှာဖြစ်ပါတယ်အားကြောင့်မို့လို့တရေချချင်တယ်ဆိုလို့ရှိရင် like ရ share လုပ်ပြီးတော့အားပေးကြပါဦးခင်ဗျာကျွန်တော်တို့ကုန်တော့ပါပြီတဒါ